minus screwdriver yeah can resistor ကို contactor ကိုဆက်တာဒါက contactor contact ကောင်းမကောင်းဆက်တာပေါ့နော် contact ကောင်းမကောင်းဆက်တာဒါက pre-check contactor ခေါ်တယ်နော်ပြီးလာရင်ပြီးရနော်မျိုးโอเคပြီးရနော်ဒါ pre-check contactor ခေါ်တယ်ဒါတွေက pre-check contactor ဒါ pre-check contactor ဟိုမှာ pre-check resistor ရှိရနော်ဒါကတော့ AC line ဖြစ်တာပေါ့နော် AC line ဖြစ်တာခေါ်တယ်ဒါ indicator ခေါ်တယ်ဒါ power module ကိုခေါ်တယ်ဒါအမက IGBT တက်ကျွန်တော်စစ်ပြီးတော့ကောင်းပါတယ်နော် IGBT ကိုကောင်းတယ်IGBT ကောင်းတယ်ဒါကဒီပါပါဒီကဟာပပစီတာနော်ဒါလို့ကျွန်တော်တိုင်းပြရတယ်နော်online ဖြစ်တာ online ဖြစ်တာနော် AC line power ဖြစ်တာဒီကောင်ကောင်းတယ် indicator ကိုလည်းကျွန်တော် mega တက်စစ်ပြီးရတယ်ကောင်းတယ်နော်ဒါလေးကဒီချက် contactor တွေကောင်းမကောင်းစစ်တာနော်ဒါလေးစနေပြောပြတယ်ကြောင်လုံးလေးပြောဒါကတော့ power module ပေါ့နော်ဒါ line 1 line 2 line 3 UVW တော့ IGBT ဒီက rectifier side ဒီဘက်က indicator side နော်စစ်ပြီးတော့ဒါလေးကောင်းတယ်နော်ကြောင်လုံးလေးဒီလိုကပြတယ်တော့ power ပြတ်သွားတယ် power ပြတ်သွားတဲ့ကြောင့်တော့ဒီကောင်က顶了就打不呢，好的。ဒီကောင်က combine ဒီကောင်က combine ဒါက combine input output နော် input နဲ့ output ကိုတိုင်းတဲ့ကောင်ဒီကောင်ကcombine control box ဒီကောင်ကအခုကြောက်သွားတာဒီကောင်နော် combine power box ဒီကောင် power box ဒီနားလေးမှာဒီမှာလောင်သွားတာနော်ဒီ resistor လေးရလာပြီဒီ resistor ဒီကောင်လေးလောင်သွားတယ်လားနော်ဒီကောင်လေးလောင်သွားတာဒီ resistor လေးလောင်သွားတာနော်2823လား85 823ပေါ့နော်။ဟောလို့နော်။ဒီလိုစစ်ဆောင်လေးလာ။ဒါလေးကိုသူက power AFP ပုံးမှာ power ထွက်မလာလို့ကျွန်တော်လာစစ်တာနော်။လာစစ်တာအဲ့ကောင်တောင်းသွားတာ။ဟုတ်နော်။ Okay ။ Pro ဒီကိုစစ်ပြီးသွားပြီ။ဒီကောင်က AC line filter capacitor ဘက်ကိုစစ်ပြီးသွားပြီ။ indicator ကိုစစ်ပြီးသွားပြီ။ဒီဘက်က power module ပုတ်ကိုလည်းကျွန်တော်IGBT တက်စစ်ပြီးသွားပြီကောင်းတယ်ပြီးတော့ DC back capacitor ကိုကျွန်တော်စစ်ပြီးသွားပြီကောင်းတယ်နော် rectifier side လည်းကောင်းတယ်ဒီဘက်က rectifier side line 1 line 2 line 3ဒီကောင်က inverter side UVW ဒီကောင်က capacitor bank နော် DC back bar ပေါ့နော်ဒီကောင်အဲ့ကျွန်တော်စစ်ပြီးသွားပြီကျွန်တော်လေးကိုလေးရှင်းပြတယ်နော်နောက်ဒီဟာလေးတစ်ခုကျွန်တော်ကြုံလုံးလေးထပ်ရှင်းပြတော့နော်ဒါလေးဒီကိုလိုကြုံလုံးလေးဒီကောင်က drawing ပေါ့နော် drawing မှာဒီကောင် indicator နော်ဒီကောင်ဒါ power indicator နဲ့ line 1 line ဝင်လာတာဒါ
ဒါက inverter ခေါ်တယ် inverter ခေါ်တယ်ဒီကောင် inverter ခေါ်တယ်ဒီကောင် inverter နော်ဒီကောင်က capacitor filter capacitor assembly ဒါက filter line filter line ဒီခုန pressure conductor နဲ့ကိုနော်ဒီကောင်က inverter ဆိုတာဒီကောင် inverter ဆိုဒီကောင်နော်ဒီကောင်ကြီးက inverter နော်ပြီးတော့ဒီကောင်ကဒီမှာ filtering capacitor ပဲဒီကောင်နော်ဒီ filtering capacitor ဒီကောင် inverter ဆိုတာဒီကောင်ပြောတာ inverter နော် inverter နော်ဒီကောင် inverter ဒီကောင်မျိုးစားဒီကောင်က filtering capacitor ဒီကောင် filtering capacitor ဒီကောင်ပြောတာ filtering capacitor နောက်ပါပြောမယ်ဆိုတော့ picture conductor ပဲဒီမှာတစ်လုံးနှစ်လုံးဒီကောင်ပြောနော်ဒါက picture conductor ဒီကောင်ပြီးရင်ဒီကောင်ကဒီကနေသွားပြီးတော့ဘယ်သွားလဲဆိုဒီ power module ပုတ်ယူသွားတယ်နော်ဒီ power module ပုတ်ဒါ power module ပုတ်နော် power module ပုတ်ယူအဲ power module ပုတ်မှာ line 1 line 2 line 3ဖြစ်တဲ့တော့ဒါမှ card တုတ်စစ်ထားတာဒါက inverter rectifier side နော် rectifier side IGBT အကုန်ကောင်းတယ်ဒီကောင်က UVW အောက်ကိုရင် motor သွားတဲ့ကောင်ဒီကောင်က inverter side ကောင်းတယ်ဒီကောင်ကအလယ်မှာရှိတာက DC back capacitor ခေါ်တယ်ဒီမှာဒီ positive negative နော် DC back capacitor ကိုလည်းကျွန်တော်စစ်ပြီးသွားပြီးကောင်းတယ်အလုပ်လုပ်တယ်ဟုတ်ပြီနော်ဒါကတော့အနောက်မှာရှိရတာ sensor ဒါကUSD တွေမှာ motor သူက IGBT ကိုလုံးတဲ့ခါမှာဒီကောင် frequency က5K frequency တော့ရှိတော့5000 frequency လောက်ရှိရအပူထွက်တယ်အဲ့အပူထွက်တဲ့ကိစ္စတွေကိုရှင်းဖို့ဆိုရင်ဒီကောင်ချီplate ပေါ့နော်အေးကန်တာဒီကောင်ကအပူထွက်လာတယ်အဲ့ကောင်မစုံဒီကောင်လောင်သွားမယ်အဲ့ဒါကြောင့်ဒီချီ plate မှာတခါလေးကတ်ထားတယ်နော်ဒီလိုကတ်ထားတာနော်ဒီလိုကတ်ထားတာကတ်တဲ့ခါမှာဒီကောင်နဲ့စမ်းသားတော့ပြန်ခံထားတယ်ဒီကောင် temperature ဒီကောင် refrigerant ကိုပေါ့နော် gas tank တခါတည်းနဲ့အေးခံတဲ့ကောင်နော်ဒီမှာကြည့်ဒါက inverter side ကိုအေးခံတဲ့ဟာဒီကောင် sorry ဒီကောင် rectifier side ကိုအေးခံတဲ့ chip plate ဒီကောင်က inverter side ကိုခံတဲ့ chip plate ဒီမှာနော်ဒီမှာခံထားတယ်ဟုတ်ပြီဒီမှာ current sensor က incoming မှာ incoming ဒါကအမေ line current sensor ခေါ်တယ်နော်1 2 3ဒါ1 2 line 1 line 2 line 3ကိုဒီက sensor ခံပြီးတော့ current ကို sensor ခံပြီးတော့ဒါက rectifier side inverter side မှာကြောဒီကောင် UVW sensor ဒီကောင်အောက်ဒါ BSD output CD နှစ်ခုကိုသူကခံတာဒီကောင်တော့ဒီ DC back ရဲ့ voltage ကို measurement လုပ်လိုက်ပါဟုတ်နော်ရောက်မှာ cooling fan တစ်ခုရှိတယ်ဒါလေးကိုကျွန်တော်ပြမယ်နော်ကျွန်တော်လေးမလေးကန်နေစမ်းတောင်းပန်းရနေတယ်နော်လားโอเคလားโอเคဒါကတော့အောက်မှာရှိတဲ့ဟိုဟာ heat sink fan ကိုကျွန်တော်ပြမယ်နော်ဒါလေး heat sink fan ပါလိမ့်ကျွန်တော်ကဖွင့်လို့မရဘူးဒီမှာဒါက heat sink အောက်က heat sink ကို temperature ပြန်ပြီးပါနော်ဒီကောင်လေးကိုလည်းတန်ရှင်းတော့နော် heat sink fan ပြလာနော်ဒီကောင်နှလုံးရှိတယ်နော်နှလုံးရှိတယ်โอเคဒါကတော့အော်မဂျူးကိုပုတ်ပြီးဖြုတ်ပြီးတော့ကျွန်တော်တို့တန်ရှင်းလုပ်မှာပေါ့နော်အဲ့တော့ဒီမှာရန်ကြီးပတ်နေလားနော်ဒီမှာရန်ကြီးပတ်နေပြီဒီမှာရန်ကြီးပတ်နေပြီဒီမှာရန်ကြီးပတ်နေပြီနော်ဒီကောင်ကိုဖြုတ်တယ်အစားဖြုတ်တယ်တန်ရှင်းလုပ်ပါဒီဖြုတ်ပြီးတော့တန်ရှင်းလုပ်မယ်ဘာလို့လဲဒါလေးပတ်နေဒီကောင်တော့စိုင်းပြီးနေတယ်တော့ဒီစံဖန်ပေါ်တယ်အောက်ကဒီစင်ဒီပြည့်ရအောင်ဒီပြည့်ရအောင်ဒီစံဖန်ပေါ်တယ်။ကောင်ကတော့နေစင်ဖန်ခေါ်တယ်။နေစင်ဖန်ဆိုတာကဒီကောင်လေးကိုပါတယ်ဒီကောင်မကျူးဒီပြည့်တယ်ကောင်။ကောင်နေစင်ဖန်နော်။ဒါလေးကျွန်တော်တက်ချင်းတော့ဒါလေးစားကြည့်တော့စားကြည့်လို့နေစင်တယ်ပေါ့။ဒါလေးဖားပြီးပြုတ်လိုက်တော့ကြာ။ပြုတ်ပြီးတော့တက်ချင်းပြန်တော့ရမယ်။
ရှင်းလို့ဒီတိုင်းတက်ပြီးတော့မော်ချူပုံလေးနော်လဲပြီးတော့တက်ဆန်းတော့အောင်ဗျာနော်ပါအောင်မော်ချူပုံလေးရအောင်မော်ချူပုံလေးရပါနော်အောင်မော်ချူပုံလေးရတာဒီတော့ကြောက်ပါအောင်မော်ချူပုံလေးတော့ကြောက်ပါဆက်စားရအောင်5เลยပေါင်ကြွတဲ့အကြောင်းရင်းဖြစ်နိုင်ကြဒီပေါင်တိတ်မကောင်းတာဒါပေမဲ့ resistance တိုင်းတာတော့ကောင်းတယ်ဒီပေါင်နော် resistance တိုင်းတော့ကောင်းတယ်ဒါပေမဲ့ကြားရမယ် speed တိတ်မကောင်းတော့လားနော်ဒီကောင်ရစ်ပတ်တာနော်တော့တန်ရှင်းလုပ်ပြီးတော့နော်ဖန်လဲတန်ရှင်းလုပ်ပြီးတာဒီကောင်လည်းဒီမှာတန်ရှင်းလုပ်ပြီးတော့တယ်။နောက်ဒီကောင်လည်းကတန်ရှင်းလုပ်ပြီးတော့တယ်နော်။ဒါလေးတန်ရှင်းပုံလုပ်ပြီးတော့တယ်။ဒီမှာတန်ရှင်းလုပ်ပြီးတော့တယ်နော်။တန်ရှင်းလုပ်ပြီးတော့တယ်။တန်ရှင်းလုပ်ပြီးတော့တယ်နော်။ဒီဖန်ဒါက PC fan တော့ပြန် install လုပ်မယ်နော်။ဒီကောင်က PC fan တော့နော်။ Power net ကနော်မလို့နော်။ ဒါလေးပြန် install လုပ်မယ်နော်။